ဘဒူးမှမထင်ထားတဲ့ကဘာအကြီးဆုံးကတ်ပေးကြီးတစ်ခုဖြစ်လာတော့မယ်ဆိုတာကိုပေါ့ကောင်းကင်ရံကနေမီလုံးကြီးတစ်လုံးလိုပြုတ်ကျလာတဲ့ဥက္ကခဲကြီးကကဘာမြေကိုတိုက်ခတ်တော့မယ့်အရေးဟာလူသားအလုံးအတွက်တေမင်းတမန်ဖြစ်လာခဲ့ပါပြီဥက္ကခဲကြီးမီဘင်းကိုတိုက်ခတ်တာနဲ့တပြိုင်နက်ကဘာကြီးတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးပင်လယ်ရေတွေဟာလည်းစူးပွက်ကလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာပါတော့တယ်ကဘာနေရအနှံပြားကမြို့ကြီးပြကြီးတွေဟာတဆဲစည်းပျက်စီးသွားပြီးလူသားတွေအတွက်ကအဆုံးသတ်ကာလကိုရောက်ရှိလာပါတော့တယ်ကဘာပြက်ပြီးနောက်ပိုင်းမှာလူတွေဟာမေရောက်ခန့်ကတ်တွေထဲမှာပုံအောင်နေကြရပြီးမျောလင်းချက်မဲ့စွာရှင်းတန်နေရပါတယ်ဒီလိုအချိန်မှာဂျွန်ဆိုတဲ့အမျိုးသားတဦးဟာအပြင်လောကကိုစွန့်စွန့်ဆာဆာထွက်ခွာခဲ့တယ်အပြင်ဘက်ကကဘာကြီးကတော့မိုင်းညိုးနေတဲ့အငွေအထက်တွေနဲ့ပြားပုံဖိနေတဲ့မြို့ပြားတွေလှုပ်ရှားနေတဲ့မီးတောင်တွေနဲ့အသက်မဲ့နေတဲ့ပင်လယ်ပြင်ကြီးပဲကြံ့ပါတော့တယ်ဂျွန်ဟာဥက္ကခဲကြီးကြားခဲ့တဲ့နေရာကိုလိုက်ရှာပြီးအသက်ရှင်တန်နိုင်မယ့်အရာတစ်ခုခုကိုတွေ့ရှိခဲ့ပါတယ်လူဝဆန်းကျဲတဲ့စာအုပ်လေးတအုပ်နဲ့အထဲမှာညှက်ထားတဲ့ခရိုင်းရောင်ပန်းလေးတစ်ပွင့်ကိုတွေ့တဲ့အခါဂျွန်ရဲ့မျက်နှာမှာဝမ်းနည်းမှုတွေထင်ဟပ်နေခဲ့ပါတယ်ဒီနောက်မှာတော့မိုးကြိုးမုန်တိုင်းနဲ့လိုင်းလုံးကြီးတွေကြားကနေအသက်လူပြီးမြေရောက်ခန်တက်စီကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်ပြန်ရောက်လာတဲ့ဂျွန်ကိုအရာရှိတူကစစ်ဆေးမိမြန်ပြီးဒါကကျဲတကွက်မဟုတ်ဘူးလို့ပြောကြတာပဲလို့ဆိုပါတယ်ဂျွန်ကဒါကကျဲတကွက်မဟုတ်ဘူးလို့ဖြေလိုက်တဲ့အခါဒါဆိုဘာလဲဘာဖြစ်ခဲ့တာလဲဂျွန်ဆိုတဲ့မိကုန်းကသူတို့အားလုံးကိုထိတ်လန့်စေခဲ့ပါတယ်အာမီနာဆိုတဲ့အမျိုးသမီးတူကဥက္ကာခဲကြီးကြားရောက်ခဲ့တဲ့မြေပုံကိုပြထားရင်ဒါကဥက္ကာခဲရဲ့အစီပိုင်းတွေကြောင့်တင်မဟုတ်ဘူးနေရာရွှေပြောင်းမှုပမာဏကြောင့်လည်းဖြစ်တယ်လို့ရှင်းပြပါတယ်လူတိုင်းရဲ့မျက်နှာမှာစိုးရင်ပူပန်မှုတွေနဲ့ကြောက်ရွံ့မှုတွေကဖုံးလွှမ်းနေခဲ့ပါတယ်ဒီနောက်မှာတော့လူသားတွေဆက်လက်ရှင်သန်ဖို့အတွက်ကြောက်မက်ဖွယ်ကောင်းတဲ့အစီအစဉ်တစ်ခုကိုအများစုကသဘောတူညီခဲ့ကြပါတယ်အဲလီဆန်ကသူ့သားနေတန်ကိုတားတို့အစိမ်ပြေးသွားမှာပါနော်လို့ပြောတဲ့အခါအမေဖြော်လင့်ပါတယ်တားရဲ့လူသားပြန်ဖြေနိုင်ခဲ့ပါတယ်ဒါပေမဲ့အခက်အခဲတွေကြားကနေဂျွန်နဲ့အဲလီဆန်တို့ဟာသူတို့ရဲ့ချစ်ချင်းမိသားကိုမပြောက်ပြက်စီပဲပွေးဖတ်နှမ်းရှုံရင်အားပေးနှုတ်တင်ခဲ့ကြပါတယ်ဂျွန်ကစောစောကတွေ့ခဲ့တဲ့ခရမ်းရောင်ပန်းလေးကိုပြန်ထုတ်ပြတဲ့အခါသူတို့မျက်နှာမှာအပြုံးပန်းတွေဖူးပွင့်ခဲ့ပါတယ်ဒီနောက်မှာဂျွန်ဟာဥက္ကခဲကြီးကြားရောက်ခဲ့တဲ့နေရာနဲ့ပတ်သက်ပြီးအပြေရှားဖို့စ조사နေခဲ့ပြီးလိုဝတ်ဆန်းကျဲတဲ့ကျဲတားရပုံစံတွေကိုတွေ့ရှိခဲ့ပါတယ်ဒါဟာရိုးရိုးဥက္ကခဲကြားရောက်တာထက်ပိုမိုနှက်တဲ့လိုဝတ်ချက်တွေရှိနေတယ်ဆိုတာကိုညွှန်ပြနေခဲ့ပါတယ်ဒီလိုဝတ်ချက်တွေကိုဖော်ထွက်ဖို့အတွက်စစ်သားတွေပါဝင်တဲ့အဖွဲတစ်ခုဟာကဘာပြတ်ပြီးနောက်ပိုင်းပျက်စီးနေတဲ့ကဘာမြေပြင်ပေါ်ကိုခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုထွက်ခွာခဲ့ကြပါတယ်။သူတို့ဒီတာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါမလား။လူသားမျိုးနွယ်တွေဆက်လက်ရှင်ထမ်းနိုင်ပါမလားဆိုတာကတော့